United တို့ဖလားယူပြီးအိမ်ပြန်လာမှာလားပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ Red Table Information ကနေပြန်လည်ကြိုလိုက်ပါရင်ဒီနေ့မှာတော့ဘောလုံးပရိသတ်တွေစောင့်မျှော်နေကြတဲ့ Spa အသင်းနဲ့ Manchester United တို့ရဲ့ Europa League ဘောလုံးပွဲစဉ်ကိုကြည့်ရှုခန်းစားတော့မှာဖြစ်ပါတယ်ပရိသတ်တွေနဲ့ All English Final ပွဲစဉ်ပွဲကိုကြည့်ရှုခန်းစားသွားရမှာလည်းဖြစ်ပါတယ်ဒီနေ့တင်အောင် Premier League မှာအကုန်ကောင်းစရာမရှိအောင်အခြေအနေဆိုးနေပေမဲ့ Europa League ဖလားရယူပြီးတော့ Champions League ဝင်ငွေတင်နေရရှိဖို့အတွက်အခြေအနေကောင်းတွေကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်နှစ်သင်းစလုံးကဒီဟာဒီ Premier League မှာတန်းဆင်းဆောင်ရဲ့အထက်မှာပဲရပ်တည်နေပြီးတော့အဆိုးအဆုံးအခြေအနေနဲ့ကြုံတွေ့နေရတဲ့အသင်းတွေလည်းဖြစ်ပါတယ်။ United ဟာ Premier League မှာရမှတ်39မှတ်နဲ့ MBC ရဲ့အဆင့်16နေရာမှာရပ်တည်နေပြီး Spa အသင်းကတော့ရမှတ်38မှတ်နဲ့ MBC ရဲ့အဆင့်19နေရာမှာရပ်တည်နေပါတယ်။နှစ်သင်းစလုံးကအခြေအနေရန်ဆိုးနေပေမဲ့Europa League ဖလားရရင်လာမယ့်ရာသီမှာ Champions League ဝင်ရမှာဖြစ်တာကြောင့်ဘောလုံးပရိသတ်တွေရဲ့ဝေဖန်မှုတွေလည်းရင်ဆိုင်နေရပါတယ်။ United နဲ့ Spa တို့ကဒီဟာဒီမှာ3ချိန်တိတိတွေ့ဆုံခဲ့ပြီး Premier League မှာ2ချိန်နဲ့ Carabao ဖလားမှာ2ချိန်တွေ့ဆုံခဲ့တာပါ။ Premier League မှာတော့ Spa အသင်းကပဲ2ချိန်လုံးအနိုင်ရရှိခဲ့သလို Carabao ဖလားမှာလည်း Spa အသင်းကပဲ4ဂိုး3ဂိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်။ United အနေနဲ့ Spa အသင်းနဲ့တွေ့တိုင်းနောက်ပိုင်းပွဲစဉ်တွေမှာရလက်ဆိုးနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ United က Spa အသင်းနဲ့နောက်ဆုံးပြိုင်ပွဲဆိုထိပ်တိုက်တွေ့ဆုံမှု6ချိန်မှာ2ချိန်တေချပြီးတော့4ချိန်အထိရှုံးနေထားတာဖြစ်ပါတယ်။ဒီနေ့နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် United အသင်းဟာ Chelsea အသင်းကိုအဝေးကွင်းမှာ2ဂိုးမရှိနဲ့ရှုံးနေခဲ့တယ်လို့ Spa အသင်းကလည်း Villa အသင်းကို2ဂိုးမရှိနဲ့ရှုံးနေခဲ့တာကိုတွေ့ရပါတယ်။လက်ရှိခြေစွမ်းနဲ့စွမ်းဆောင်ရည်ပြောမယ်ဆိုရင်ဒီနှစ်သင်းဘယ်အသင်းပိုဆွဲမလဲဆိုတာတော်တော်လေးခံမှန်းရခက်တဲ့ကိစ္စလို့ပြောရမှာဖြစ်ပါတယ်။ဒီဟာဒီထိတဲ့တွေးဆုံမှုတွေကိုခဏမေ့ထားလိုက်မယ်ဆိုရင် Manchester United ရော Spa အသင်းရောဘိုးဆွဲဖို့အတွက်တယောက်ကို90ရာခိုင်နှုန်းစီအခြေအနေရှိရလို့ပြောရမှာဖြစ်ပါတယ်။ဒီနေရာမှာတစ်ခုရှိရက Manchester United အသင်းဟာ Spa အသင်းထက်စားလို့ရှိရင်လူအင်အားပိုမျိုးတောက်တင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ United အသင်းမှာဒဏ်ရာကစားသမားတော်တော်များများအကုန်ပြန်လာနိုင်ကြပြီးဒီ Asian ဒဏ်ရာကြောင့်ကာလာရှီယာနားယူနေရတဲ့ Martinez နဲ့ဒီလစ်ကလွဲလို့ရှိရင်ကျန်တဲ့ကစားသမားအားလုံးကိုဒီပါကိုသွားမယ်လို့စင်းထဲမှာမြင်တွေ့ခဲ့ရပါတယ်။စပါးကကြည့်မယ်ဆိုရင်ကိုလိုဆက်စကီနဲ့ဘာဘောတော့ပါဝင်နိုင်မှာမဟုတ်ဘဲနဲ့ဒဏ်ရာကြောင့်အနားယူရတဲ့ဂျိမ်းမက်ဒီဆန်တော့ပြန်လည်ပါဝင်လာတာတွေ့ရပါတယ်။ဒီပွဲဟာနှစ်သင်းစလုံးနဲ့အရေးကြီးတယ်။ပိုစတီဂိုဂလူရဲ့အနာဂတ်တွေလည်းအရေးကြီးတယ်။ပိုစတီဂိုဂလူအနေနဲ့ဒီပွဲသာရှုံရင်ယာရုကနေထုတ်ပယ်ခံရနိုင်တယ်။ဒီဘက်မှာနီးပါအမိုရင်ကတော့ယူပါလေးဖလားမစွတ်ကူးခဲဦးဆိုရင်တော့မှယာရုကထုတ်ပယ်ခံရမှာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်မျိုးရှိတယ်။Ruben Amorim အနေနဲ့ယူပါလေးဖလားကိုရယူပြီးတော့လာမယ့်ရာသီမှာ United ကို Champions League ဝင်ရရှိအောင်လုပ်ပေးဖို့ကသူ့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တယ်။ဒါမှလည်း Ruben Amorim နဲ့သူလိုအပ်နေတဲ့ကစားသမားတွေကိုဝယ်ယူဖို့အတွက်လိုအပ်နေတဲ့ budget ကိုရရှိလာမှာဖြစ်ပါတယ်။နေ့စဉ်ပိုင်းကချင်းကပ်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကဘောလုံးပိုင်ဆိုင်မှုကိုအသားပေးကစားတဲ့ဟန်တက်ကောင်တာတွေလှည့်မြဲတဲ့ကစားဟန်တွေကိုအသားပေးကစားတဲ့အသင်းတွေဖြစ်တယ်။ United အသင်းအဓိကတိုက်စစ်လက်တွေဖြစ်ကြတဲ့ကာနာချိုအာမက်တို့ရဲ့ PR တိုအားတွေနဲ့ Spa ရဲ့ခံစီကိုကောင်းကောင်းဒုက္ခပေးလာမှာပါ။ Spa ကတော့သူတို့ရဲ့မာကျော်တဲ့ကွင်းလေကိုအဓိကဦးတည်ပြီးတော့ United ကိုဖိအားပေးကစားလာနိုင်ပါတယ်။ United ရဲ့ခံစီကဆွန်အောင်မင်ဆိုလန်ကီ Brendan Johnson တို့ကိုအဓိကထိန်းချုပ်ကစားသွားရမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်အသင်းပိုဆွဲသွားနိုင်ခြင်းရှိမလဲမင်းတော့နှစ်သင်းစလုံးပိုဆွဲဖို့တဲ့အခွင့်အရေးရှိရလို့ပြောရမှာဖြစ်ပါတယ်။တသင်းကိုရွေးထုတ်ပြီးပြောမယ်ဆိုရင်တော့ United အသင်းဟာနည်းနည်းလေးပို့ပြီးအလေးသာနေလို့ပြောရပါမယ်။လက်ရှိအနေထားနှစ်သင်းစလုံးဟာခြေစွမ်းပိုင်းရမတည်မငြိမ်ရှိသလိုစွမ်းဆောင်ရည်ပိုင်းရလည်းဒန်းတူနေကြမှာရှိပါတယ်။ဒါပေမဲ့စီးပွားရေးအမြင်အကြည့်မယ်ဆိုရင် UEFA အနေနဲ့ Spa ထက်စားလို့ရှိရင် United အသင်းကို Champions League ပို့ပြီးတော့ဝင်ခွင့်ရစေချင်မယ်လို့ယူဆမိပါတယ်။ဒါကြောင့်ဒီပွဲမှာကွင်းလန်တိုင်းရဲ့မျက်နှာပေးမှုတချို့ကိုလည်း United တို့ရရှိနိုင်ပါတယ်။ဒါအပြင်ဒီနေ့ညကိုကင်တွယ်မဲ့ဂျာမနီလူမျိုးကွင်းလန်တိုင်း Felix ဆိုတာကင်တွယ်တဲ့ပွဲစဉ်မှာ United တို့ရှုံးပွဲလုံးဝမရှိထားပါဘူး။သူကင်တွယ်တဲ့ပြိုင်ပွဲစုံပွဲစဉ်6ပွဲမှာ United က4ပွဲနိုင်ပြီးတော့2ပွဲတေချထားတာဖြစ်ပါတယ်။ဒါကြောင့်ခြေစွမ်းပါရဒန်းတို့ရှိရနေတာပါ။စီးပွားရေးအရာ UEFA ကိုပို့ပြီးအကျိုးသက်ရောက်မှုရှိတဲ့နိုင်တဲ့ United တို့ဖလားယူပြီးအိမ်ပြန်လာမှာလို့ပဲပြောတော့မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။